အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ chorus battle တုံးကျွန်တော်ပို့နေလို့ပြန်ရောက်ကြပါတယ် modulation battle ပေါ့နော် Ibanez ကထုတ်တာ chorus main Japan မှာနော်သူဘူးပစ္စည်းစုံပါတယ်အဲ့တော့ဒီကောင်းမှာအပြစ်အနာစာဆိုလို့ဒီဒေါင်နာလေးမှာကျွန်တော်ဘာနဲ့တိုက်မိထားရလဲအဲ့ဒါလေးတစ်ခုပဲ့နေတော့မှမြင်ရမှာအကောင်လေးပဲရှိမယ်သူဘူးပစ္စည်းစာရွက်စာတမ်းအစုံပါပါမယ် adapter တော့မပါဘူးပေါ့နော်သူ original လည်း adapter မပါပါဘူးနိုင်ဖို့ပါကျန်တဲ့ error အားလုံးအာမခံပါတယ်ဒီကောင်ကacoustic တီးတဲ့လူတွေပဲဖြစ်ဖြစ်ဒီ electric guitar pedal ဘုတ်ကိုအဲ့လိုတဒုံချင်းစုနေတဲ့လူတွေပဲဖြစ်ဖြစ်ဝယ်ထားတယ်မှာကျွန်တော်လည်းကြိုက်လို့ဝယ်ထားတာပါဒီကောင် Martin Miller လို့ပါအောင်နဲ့တော့ကြော်ညာထားတာပါPocky Bud လည်းသုံးပါတယ်ကျွန်တော်တခါ Pocky Bud ဒီ2026ထဲမှာပဲ Pocky Bud တခါတင်ထားပုံထဲမှာဒီကောင်ပါပါတယ်သူ Pocky Bud လည်းသုံးတယ်ပေါ့နော်သူအတန်ထားတယ်တကယ် analog ဖြစ်ပါတယ်ကောင်းတယ်ဒါပေမဲ့ကျွန်တော်ပုံထဲမှာအဲ့လိုအစုံသုံးလို့ရတဲ့ modulation ပဲတဲ့အကြီးဝယ်လိုက်တော့ကျွန်တော်ဒီကောင်လေးပို့လို့ကျွန်တော်ပတ်စံလဲထွက်လာအောင်ဆိုပြီးကျွန်တော်ပြန်အောင်တဲ့သဘောပါပဲဈေးလေးကတော့ကျွန်တော်2သိန်းခွဲရရင်အောင်ညင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်